မိုးရွာတဲ့အချိန်မိုးအုပ်နေတဲ့အချိန်ဒီမှာဆိုလို့ရှင်လူတွေက sunscreen လိမ့်ဖို့မလိုဘူးလို့ထင်ကြရပေါ့နော်။ဆိုတော့မျက်စိနဲ့မမြင်နိုင်တဲ့ UV rays တွေကတိမ်တို့မှန်တို့လိုမျိုးအလွှာပပားလေးတွေကိုဖြတ်ပြီးတော့ကျမတို့အသားရည်ပေါ်ကိုထိရောက်နိုင်တယ်ပေါ့နော်။အားလုံးမင်္ဂလာပါဒေါက်တာထားဖို့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ဒေါက်တာရှုဖြစ်ပါတယ်။ဒီ season လေးမှာတော့ sunscreen နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုဝေမျှသွားမှာပဲဖြစ်ပါတယ်။လေ့လာမှုတွေအရအမင်းရောချင်းရဲ့90%သောအကြောင်းရင်းကနေရောင်ခြည်ကြောင့်ဖြစ်တယ်ဆိုတာကိုသိရပါတယ်။ကျမတို့အသားရည်မှာဖြစ်ပေါ်လာတဲ့အရေးကြောင်းလေးတွေမဲဆက်လေးတွေအရေးပြားရွက်တွဲမှုကနေစပြီးတော့အရေးပြားကင်ဆာအထိကိုခရမ်းရောင်ခြည်နဲ့ဆက်ဆက်နေတယ်ဆိုတာကိုသိရပါတယ်။မိုးရွာတဲ့အချိန်မိုးအုပ်နေတဲ့အချိန်ဒီမှာဆိုလို့ရှင်လူတွေက sunscreen လိမ့်ဖို့မလိုဘူးလို့ထင်ကြရပေါ့နော်။တကယ်တော့ဒီ user လေးကမှားယွင်းနေတယ်။ဆိုတော့မျက်စိနဲ့မမြင်နိုင်တဲ့ UV rays တွေကတိမ်တို့မှန်တို့လိုမျိုးအလွှာပပားလေးတွေကိုဖြတ်ပြီးတော့ကျမတို့အသားရည်ပေါ်ကိုထိရောက်နိုင်တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့မိုးရွာနေပူပူ sunscreen လိမ့်ဖို့ကအမြဲတမ်းလိုအပ်ပါတယ်။နေပူထဲမှာ sunscreen မလိမ့်ဘဲနဲ့အကာအကွယ်တွေမပါဘဲနဲ့15မိနစ်လောက်လေးပဲရပ်နေမယ်ဆိုလို့ရှင်တော့ကျမတို့ရဲ့အသားရည် cells တွေရဲ့ DNA တွေပျက်စီးမှုကစတင်ဖြစ်ပေါ်စေပြီးတော့အဲ့ဒါကို recovery ပြန်ရဖို့လည်းအချိန်တော်တော်ကြာလေးယူရပါတယ်။ပြီးရင်ကျမတို့ရဲ့အသားရည်မှာရှိတဲ့ collagen နဲ့ elastin လို့ခေါ်တဲ့အသားရည်ရဲ့ကျုံနိုင်စမ်းနိုင်ဆွဲအားကိုဖြစ်စေတဲ့ဓာတ်ကလေးတွေကနေရောင်ခြည်နဲ့ထိတွေ့တဲ့အခါမှာအဲ့ဒါလေးတွေကပျက်စီးရဲတောင်းမလို့ရှင်ထုတ်လုပ်မှုတွေကလည်းကျဆင်းလာတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့အရေးကြောင်းလေးတွေကပို့ပြီးတော့ဖြစ်ပေါ်စေပါတယ်။အဲ့ဒါကြောင့်မလို့ကျမတို့ daily life မှာ sunscreen ကိုအမြဲတမ်းသုံးမိဖို့လိုပါတယ်။ sunscreen ကိုဆွဆွမြဲမြဲသုံးလာမယ်ဆိုလို့ရှင်တော့ရေရှည်မှာအရေပြားကင်ဆာဖြစ်နှုန်းကို90%ထိလျှော့ချပေးနိုင်ပြီးတော့ကျမတို့အရေပြားတွေအရွယ်မတိုင်ခင်အမင်းရော်မှုလို့ခေါ်တဲ့ premature aging ကိုလည်း24%ထိလျှော့ချပေးနိုင်ပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာကျမကဒါဘိုရဲ့အသစ်ထွက်ထားတဲ့ sunscreen ၄ခုအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ဒီ sunscreen ၄မျိုးလုံးက SPF 50အပြင် PA+ သုံးလုံးနဲ့အထက်ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ UVA rays ကော UVB rays ကောကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ပထမဆုံးဒီ sunscreen နှစ်ခုအကြောင်းတော့အရင်ရှင်းပြလိုက်မယ်ပေါ့နော်။ဒီအစိမ်းလေးကကြတော့ Centellamine Calming လို့ခေါ်တယ်။ဒီကောင်လေးကကြတော့ Waterful UV Shield ပေါ့နော်။ဒီနှစ်ခုလုံးကတော့ physical sunscreen ဖြစ်တယ်။ဒီ Centella လေးကကြတော့ Centella ပါတဲ့အတွက်ကြောင့်မလို့ Calming အတွက်ပို့ပြီးတော့ကောင်းတယ်။ဝက်ချင်ရှည်လူတွေပါသုံးလို့ရတယ်ပေါ့နော်။ဒီ Waterful ကကြတော့ normal skin ကနေပြီးတော့ all skin type သုံးလို့ရပါတယ်။ပြီးတော့နောက်ထပ်နှစ်ခုပေါ့နော်ဒီတစ်ခုကတော့ Essence Sun လို့ခေါ်တယ်ဒီတစ်ခုကတော့ 365 Mind Sun ပေါ့နှစ်ခုလုံးတော့ chemical sunscreen ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့အပေါ်ကနေ makeup တွေပါထပ်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုကပိုအဆင်ပြေတယ်ဒီ Essence Sun ကကြတော့ Essence formula နဲ့ထုတ်ထားတာဖြစ်တယ်အရေးကြဲလေးနဲ့လိမ့်လို့ပိုကောင်းတယ် dry skin တွေအတွက်ဆိုလို့ရှိရင်ပိုပြီးတော့အဆင်ပြေတယ်ဒီ365 Mind ကကြတော့ anti wrinkle ပေါ့နော်အရေးအကြောင်းတွေရှည်လူတွေအတွက်ဆိုလို့ရှိရင်ပိုပြီးတော့အဆင်ပြေပါတယ်ခုဆိုလို့ရှိရင် sunscreen နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းတော်တော်လေးသိရှိလောက်ပြီလို့ထင်ပါတယ်နောက်ထပ် season တွေမှာလည်း skin care knowledge နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကို sharing လုပ်ပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါက်တာထားဖို့အစီအစဉ်ကိုဆက်လက်ကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်